In Myanmar, we don't say မင်းနဲ့ကိုယ်နဲ့စကားမပြောရကြပြီနော်မတွေ့ဖြစ်တာလည်းကြာပြီမင်းနေရောကောင်းသေးရဲ့လားမင်းဘာလို့ကိုယ်ကိုလမ်းမှာတွေ့မခေါ်ရလဲမင်းနောက်တစ်ယောက်ရောက်သွားလား we say